နားထောင်ကြည့်ပါကျွန်တော်တို့အားလုံးကောလာဟာလာဟောင်းတွေကိုကြားဘူးကြပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ဒါတွေကကောလာဟာလာတတ်မဟုတ်တော့ပါဘူးကျွန်တော်တို့ရဲ့အခွန်ငွေတွေဟာအမှန်တကယ်တော့ကျွန်တော်တို့မအောင်နိုင်သေးတဲ့စစ်ပွဲတစ်ခုမှာဖြုံးတိခံနေရတာပါအခုဆိုရင်တတိယကမ္ဘာနိုင်ငံတွေတောင်တက်လန်းလာနေကြပါပြီဝါရှင်တန် DC ကလူတွေဟာစက်ထမမျိုးဆက်စိတ်ကူးရင်ပုံစံတွေကိုဝိုက်ပုတ်ပေါ်မှာပဲရေးဆွဲနေတော့မှာတရုတ်နိုင်ငံကတော့စက်ထမမျိုးဆက်ဟာဝဲအစ်အမှန်တွေနဲ့အတူမြေပြင်မှာဖြစ်ဖြစ်ကောင်းကင်မှာဖြစ်ဖြစ်လက်တွေ့ကျကျအကြီးကျယ်လှုပ်ရှားနေပါပြီအချိန်တစ်ခုရောက်ရင်တော့ရလက်တွေကိုကြည့်ပြီးစစ်ဖြစ်ဖို့ကြိုးစားတာဟာစိတ်ကူးညံ့ယုံတင်မကပဲလမ်းဆုံးသွားတာပဲဆိုတာကိုသဘောပေါက်ဖို့လိုပါတယ်အခုဆိုရင်ဆွေးနွေးမှုပုံစံကိုပြောင်းလဲဖို့အချိန်တန်ပါပြီစစ်တိုက်ဖို့ဟန်ပြနေတာတွေနဲ့ဘာဖြစ်မလဲဆိုတဲ့တွေးတောချက်တွေကိုရပ်တန့်လိုက်ပါတော့ငင်းချမ်းရေးရဲ့မဖြစ်မနေလိုအပ်ချက်ကိုပဲပြောကြရအောင်ကျွန်တော်တို့ဟာအတူတကွပူးပေါင်းပြီးအသစ်တော်တီထွင်ဖန်တီးမှုတွေလုပ်ဖို့နည်းလမ်းတွေကိုရှာဖွေသင့်ပါတယ်အကယ်၍ဒီလိုအားအင်တွေကိုသာပူးပေါင်းဆောင်ရွက်မှုမှာအသုံးချမယ်ဆိုရင်ဒါဟာအမေရိကန်ပြည်သူတွေအတွက်ရောတရုတ်ပြည်သူတွေအတွက်ရောနောက်ပြီးတစ်ကမ္ဘာလုံးအတွက်ပါအောင်ပွဲတစ်ခုဖြစ်လာမှာပါငင်းချမ်းရေးဆိုတာအားနည်းချက်မဟုတ်ပါဘူးဒါဟာကျွန်တော်တို့စီမှာကြန့်ရှိနေသေးတဲ့အကောင်းဆုံးဗျူဟာမြောက်ခြေလှမ်းတစ်ခုပါတရုတ်နိုင်ငံဟာလက်ရှိမှာကွန်တန်ဆက်သွယ်ရေးနည်းပညာမှာကမ္ဘာထိပ်တန်းဖြစ်နေပါတယ်အကယ်၍သူတို့ဟာဟက်လုပ်လို့မရတဲ့ကွန်တန်ဂျိုတုဆက်သွယ်ရေးစနစ်တွေကိုသူတို့ရဲ့တိုက်လေယာဉ်တပ်ဖွဲ့တွေမှာအောင်မြင်အောင်ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင်ဒါဟာ electronic စစ်စင်ရေးကစားကွက်တွေကိုအခြေခံကြပြောင်းလဲပြမှာပါအမေရိကန်ကတော့အစွမ်းထက်မှုနည်းတဲ့နည်းပညာတွေအပေါ်မှာပဲမိခိုနေရတော့မှာပဲ